အားလုံးပဲမင်္ဂလာပါအားကစားမှန်မြောင်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကမ္ဘာဖလားချန်ပီယံစူဖလားမျိုးစုံကိုသိမ်းပိုက်ထားတဲ့အာဂျင်တီးနားတိုက်စစ်မှုဂျူလီယန်အဲဗာရက်ဟာစပိန်ကလပ်ဘာစီလိုနာအသင်းစီရောက်ရှိဖို့တော်တော်လေးနီးစပ်နေပြီလို့သိရပါတယ်ဘောလုံးပြည်သက်တွေမမျှော်လင့်ထားတဲ့ဒီအပြောင်းရွှေ့ဟာအခုတော့တကယ်ဖြစ်လာတော့မှလည်းဖြစ်ပါတယ်အသက်26နှစ်အရွယ်ရှိပြီဖြစ်တဲ့ဂျူလီယန်အဲဗာရက်ဟာလက်ရှိအက်တလက်တီကိုအသင်းမှာသူ့ရဲ့အနာဂတ်အတွက်ပျော်ရွှင်မှုမရှိတော့ဘဲလွန်ခဲ့တဲ့လအနည်းငယ်ကတည်းကအက်တလက်တီကိုအသင်းရဲ့ကမ်းလှမ်းချက်အသစ်တွေကိုစာချုပ်သစ်ချုပ်ဆိုဖို့ညှင်းဆန်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့သူဟာအသင်းကနေထွက်ခွာခြင်းနဲ့ဆိုတဲ့သူ့ရဲ့ဆန္ဒကိုအက်တလက်တီကိုအသင်းဘုတ်ဖွဲ့ထံတရားဝင်အကြောင်းကြားခဲ့တာလည်းဖြစ်ပါတယ်ဒီရှင်တွေကိုစောင့်ကြည့်နေတဲ့ဘာစီလိုနာအသင်းကတော့လက်လွတ်မခံမဲ့ချက်ချင်းဆိုသလိုအကွက်ကြကြကိုလှုပ်ရှားလာခဲ့တာပါလက်တလောထွက်မလာတဲ့သတင်းတွေအရဘာစီလိုနာအသင်းရဲ့တာဝန်ရှိသူတွေဟာအဲဗာရက်ရဲ့အေဂျင့်ဖြစ်သူနဲ့လှုပ်ဝက်ပြီးဓာတ်ရိုက်တွေးဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်ဒီဆွေးနွေးမှုဟာအောင်မြင်ခဲ့တယ်လို့ပြောရမှာပါဘာလို့လဲဆိုတော့ကစားသမားဖြစ်သူကလည်းကတလန်မြေစီပြောင်းရွှေ့ဖို့သဘောတူညီချက်ရရှိသွားခဲ့လို့ပဲဖြစ်ပါတယ်ဒါကြောင့်လဲဘာစီလိုနာအသင်းဟာအဲဗာရက်ကိုခေါ်ယူဖို့အတွက်ပထမဆုံးတရားဝင်ကမ်းလှမ်းမှုကိုအက်တလက်တီကိုအသင်းထံမကြခင်ရပ်ပိုင်းတွင်းမှာပဲတရားဝင်ပေးပို့သွားတော့မှာပဲဖြစ်ပါတယ်ဒီနေရာမှာအရေးကြီးဆုံးနဲ့အထူးခြားဆုံးချက်ကဘာလဲဆိုရင်ဘာစီလိုနာအသင်းရဲ့ကမ်းလှမ်းမှုပါအခုတစ်ခေါက်ကမ်းလှမ်းမှုကဘာစီလိုနာအသင်းဟာဘယ်ကစားသမားကိုမှအလဲထက်လုပ်ပြီးထည့်သွင်းသွားမှာမဟုတ်ဘူးဆိုတဲ့အချက်ပါဝင်ပါတယ်များသောအားဖြင့်ဘာစီလိုနာအသင်းဟာငွေရေးကြေးရေးအကျက်တဲကြောင့်ကစားသမားတွေကိုအလဲထက်လုပ်လေရှိပေမဲ့အခုတစ်ချိန်မှာတော့ဂျူလီယန်အဲဗာရက်ကိုငွေသားတီးတန်းနဲ့ပဲကမ်းလှမ်းမှုဆုံးဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်ဒါဘာစီလိုနာအသင်းအနေနဲ့ဒီအာဂျင်တီးနားကျယ်ပွင့်ကစားသမားကိုဘယ်လောက်ထိအလိုရှိနေတယ်လဲသူတို့ရဲ့ project အသစ်အတွက်အဲဗာရက်ကဘယ်လောက်ထိအရေးပါတယ်လဲဆိုတာကိုပြသလိုက်တာလည်းဖြစ်ပါတယ်အကယ်၍သာဒီအပြောင်းရွှေ့ဖြစ်မြောက်လာခဲ့ရင်ဘာစီလိုနာအသင်းရဲ့တိုက်စစ်ဟာလာမယ့်ရာသီမှာကြောက်စရာကောင်းလာမှာတော့သိကြပါတယ်တစ်ဖက်မှာလည်း Marcus Rashford ရဲ့ဘာစီလိုနာမှာဆက်နေရဖို့အခွင့်အရေးဟာပို့ပြီးတော့နဲသွားပါပြီမိတ်ဆွေတို့ကဘလို့ထင်ပါတယ်လဲဂျူလီယန်အဲဗာရက်အနေနဲ့ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှာအောင်မြင်မှုတွေရယူနိုင်မလားဆိုတာcomment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ထားဖို့တောင်းဆိုချင်ပါတယ်